ထင်ရှားဆုံးနဲ့ကြော်ကြားဆုံးပကြီးကားတစ်ချက်ဆိုရင်ဘလို့ပကြီးကားတွေဖြစ်မလဲအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Brainball YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နှစ်ပေါင်း900ကျော်ကြာအောင်လူတွေကိုဆွဲဆောင်ထားနိုင်ပြီးတော့ရိုးရှင်းတဲ့ပုံတူပကြီးကားတစ်ချက်တဲ့ပုံမူနဲ့ဆိုင်တဲ့အမှုပညာတန်ဖိုးတွေတမိုင်းကျောင်းဆိုင်ရာလူဝက်ချက်တွေနဲ့ကောပရိသတ်တို့အာယုံထဲမှာရေးရေးလေးပေါ်နေပြီလားအဲ့ဒါကတော့ပြင်သစ်နိုင်ငံပါရီမြို့ကလူဝက်ပြတိုက်ကြီးရဲ့ဂုံယူစရာပြခန်းတစ်ခုမှာခန့်ညားစွာရှိနေပြီးနေ့စဉ်နဲ့အမျှကဘာနဲ့ကခီးတွားဧည့်သည်ထောင်ပေါင်းများစွာရဲ့အာယုံဆိုင်မှုကိုရရှိနေတဲ့မိုနာလီဆာပကြီးကားချက်ပဲဖြစ်ပါတယ်မိုနာလီဆာပကြီးကားလို့ပြောလိုက်တာနဲ့သူမရဲ့အပြုံးကိုအားလုံးပြင်းပြင်းမိကြတာပါပဲအဲ့ဒီပြုံးကနှစ်ပေါင်း900ကျော်ကြာအောင်လူတွေကိုဆွဲဆောင်ထားနိုင်ပြီးတော့ရိုးရှင်းတဲ့ပုံတူပကြီးကားတစ်ချက်တည်းပုံမူနဲ့ဆိုင်တဲ့အမှုပညာတန်ဖိုးတွေတမိုင်းကျောင်းဆိုင်ရာလူဝက်ချက်တွေနဲ့ပြည့်နေနေပါတယ်မိုနာလီဆာဟာကဘာကျော်ပကြီးကားတစ်ချက်ဆိုတာထက်ပိုပြီးတော့ဘာတွေများလျှို့ဝှက်စမ်းကြံနေမလဲဆိုတာကျမတို့ဒီနေ့လေ့လာကြည့်လိုက်ရအောင်ဒီလိုလက်ရမြောက်တဲ့ပကြီးကားကိုဖန်တီးခဲ့တဲ့ပညာရှင်ကြီးကတော့ဆွေစုံရပညာရှင်ကြီးလီယိုနိုဒိုဒါဗင်ချီပဲ